အားလုံးပဲမင်္ဂလာပါဒီနေ့20ရက်8လ2026ကျွန်တော်ဆိုင်မှာဗာဘိန်းလေးတွေရလဲဆိုတာတစ်ချက်ပြပေးမယ်နော်လိုက်ကြည့်လိုက်အောင်ဒီဘက်ကိုရင်ပြပေးမယ်ဒါ CZI ဒါ2019 model စတားစကိုင်းလေးပေါ့နော်သူ့ရဲ့ရောင်းစရာ16သိန်း8သောင်းဒါလေးကကြတော့ New Asia CZI 2016 model သူ့ရဲ့ရောင်းစရာကြတော့18သိန်း5သောင်းနောက်ဒီကောင်လေးကကြတော့ Zenith CZI 2024 model 85W နဲ့သူ့ရဲ့ရောင်းစည်းက26ခွဲဒါလေးကကြတော့ Feeling CZI 2021 model 82W နဲ့သူ့ရဲ့ရောင်းစည်းက23ခွဲနောက်ဒါလေးကကြတော့ Kamat Weight 2020 model 22သိန်းခွဲဒါလေးကကြတော့ Kamat 9 Yo 125 2019 model 21သိန်းခွဲနောက်ဒါလေးက Cambo 125 Meter 2015 model သူကတော့18သိန်း8သောင်းဒါလေးကကြ Edison 4ကိုမှ2023 model 84W နဲ့သူ့ရဲ့ရောင်းစည်းက24သိန်း5သောင်းနောက်ဒီဘက်ကြည့်အောင်နော်ဒါလေးကကြတော့တရုတ်ကျွဲဘိန်းလေး2019 model သူ့ရဲ့ရောင်းစည်းက18သိန်း8သောင်းဒါလေးကကြတော့လက်ဟောင်းထိုင်းဘိန်းလေး Dream 100လေးသူ့ရဲ့ရောင်းစည်းက23သိန်းခွဲနောက်ဒါလေးကဂျာလင်း Super Cut 2010 model သူ့ရဲ့ရောင်းစည်းက19သိန်း8သောင်းဒါလေးကကြတော့ကျွန်တော်တို့ Urea Auto လေး Yamaha Fino 2012ဒိုင်းကွက်နှလုံးနဲ့သူ့ရဲ့ရောင်းစည်းက38သိန်း5သောင်းနောက်ဒီဟာလေးတွေကတော့ parking လေးတွေဖြစ်သွားပြီဒါနံပါတ်ကြပြီးသား parking ဘိန်းလေး Nifan ကိုမှဒီကောင် Y2K 125သူ့ရဲ့ရောင်းစည်းက32သိန်းနောက်ဒါလေးက Hero Ambo Weight Alphaသူ့ရဲ့ရောင်းစည်းက35သိန်း5သောင်းဒီကောင်လေးကတော့နံပါတ်မကြသေးဘူးနံပါတ်ဆောင်ရမယ်နောက်ဒါလေးက Dayan 2026 model parking ပဲသူ့ရဲ့ရောင်းစည်းက41သိန်းခွဲဒီနှစ်စီးကတော့နံပါတ်ဆောင်ရမယ်ကျန်တာနံပါတ်ကြပြီးသားစကန်ဘိန်းလေးတွေကလည်းမန်းလိုက်စင်တက်တန်းအသီးသီးကြံရှိပါသေးတယ်အင်ဂျင်အာမခံလည်းကျွန်တော်တလာပေးထားပါတယ်ချက်စီအရှုပ်အရှင်းတသက်တာအာမခံပါတယ်စိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဆိုင်လိပ်စာ53 B-Land 133 ကြားမှာရှိပါတယ် Sunshine Moto ဖြစ်ပါတယ်ကြည့်ရှုနေကြတဲ့မိတ်ဆွေတွေအားလုံးကိုစိတ်နှဖျားကျမ်းမာရွှင်လန်းကြပါစေလို့ဆုတောင်းမြတ်တာပို့တာအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်